Hello အားလုံးမင်္ဂလာပါရှင်ကျမတို့ဒီနေ့ကြွားမှာတိလားဒါကျမလက်ဆောင်ရတဲ့ဝတ်စုံလေးပါနော်ကျမလက်ဆောင်ရတဲ့ဝတ်စုံလေးပါဘယ်သူပေးလိုက်တယ်ထင်ပါတယ်ဒါကျမကျေးဇူးတင်စကားပြောမှာပေါ့ဒီဝတ်စုံလေးရလေကျမရောက်ခမကျမကိုဝယ်ပြီးတော့ပေးလိုက်တာပါရှင်နော်အမှန်တိုင်းပြောရင်တော့ဒီမှာလေဒီကလေးတွေလေစောပိုင်းတုန်းကတော့ကျမရောက်ခမတွေမရောက်ခဲ့တဲ့တုန်းကတော့ဒီကလေးတွေကနော်ဖိုးလေးကထိမ့်ပေးတာပေါ့ရှင်ကျမရောက်ခမတွေရောက်ခတဲ့အချိန်ကျတော့ကျမရောက်ခမတိုင်ကန်ထိမ့်တာပါထိမ့်ယုံတယ်မဟုတ်ပါဘူးနော်ကျမတို့စားဖို့တောက်ဖို့နော်စားဖို့တောက်ဖို့ချစ်ပြုတ်နော်ကျမတို့ရောက်ခမလည်းအမှန်ပြောရင်တော့အမိပါပဲရှင်တိလားဒီဝတ်စုံလေးဝယ်ပေးလိုက်လို့ကျေးဇူးတင်စကားပြောတာပါနော်ကျမအကြိုက်ဆုံးပေါ့ရှင်အမေပုံပါပြီဆိုတော့တော်တော်လေးလည်းလာပါတယ်နော်ကျမရောက်ခမတော့သိပါဘူးကျေးဇူးတင်စကားပြောတာပါရှင်